ကောင်စပြားလေးတိတ်ပြီးလွမ်းလာကြရသမားလေးဆွေကိုချီရတဲ့ပကောကြားလေးဘေးမှာမရှင်းဒီလက်ဖွားလည်းမနှွေမင်းဆက်တဆဖြတ်သွားတဲ့နေ့ကိုငါဝင့်ညင်ထွက်သွားလည်းမမေ့မင်းမရှိဘွားရှောင်းလန်းကျန်းတာမို့တင်းတို့ထက်ကြောင်ကရန်လွမ်းတာမျိုးမင်းတွေတဲ့ရဖို့ဆိုမနှလုံးသားတစ်ခုလုံးလောင်ချမ်းစမ်းပွားလို့ပြောတဲ့ကောင်မင်းမာယာကြောက်ခွင်းနဲ့နောက်တစ်ခေါက်ပြန်ပြီးထောင်ဖန်းစမ်းမှာမျိုးမင်းတို့သိလာတဲ့လိပ်ပြလေးဘယ်တော့မှမနာမဲ့ခေါင်ရမ်းပန်းဟာကိုခဏငါတောင်းတဲ့သူတို့တဘွားလုံးစားသိကြမိနေတဲ့ကိုအလွန်မီးခွက်ထွရှာတဲ့သူအလွမ်းစိတ်ကိုပြန်မဖြစ်တာမိနေတဲ့ကိုမင်းစိတ်နဲ့ပဲတီမာတီနေတဲ့ကိုနာရီကိုပြန်ကျင်ညာမိနေတဲ့သူတယောက်တည်းကြည့်တဲ့ရုပ်ရှင်မှာခွန်ခွာပြီးတန်းနေကြစီရဲ့မြေပို့လမ်းခွဲစကောက်